အာဆနယ်ကတကြံမြောက်လို့ပြောခဲ့ကြသူတွေရာသီမကုန်ခင်သွင်းကို101ဆိုတဲ့ဂိုးမှတ်တန်းကြီးကိုကြည်ပြီးတော့ကြောက်ချီးပါကုန်ကြပြီ။မြောက်တန်းတစ်ချက်ကြားလိုက်တိုင်းမှာပြိုင်ဘက်တွေကဘုံခိုချင်းရှာနေရတဲ့ခေတ်ကိုရောက်ရှိနေပါပြီ။အရင်ကအာဆနယ်ဆိုရင်ပြုံးစီစီလောက်ခဲ့ကြသူတွေအခုဆိုတော့အာဆနယ်ပွဲရှိတဲ့နေ့ဆိုရင်ဖုံးပိတ်တီဗီပိတ်ပြီးတော့စောင်းကြုံထဲမှာတုံနေကြရှာပြီဖြစ်ပါတယ်။တနာလိုက်တာ။ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ Agri Sport Zone ကနေတင်ဆက်နေပါတယ်။အရင်ကအာဆနယ်ပရိသတ်တွေလမ်းလျှောက်ရင်ဒီဟာဒီတော့အစင်လေးရရင်တော်ပါပြီလို့နှိမ်ချခဲ့ရပြီမြဲအခုတော့ဘိုက်ကိုရှေ့ထုတ်ရင်ကိုကော့ပြီးတော့ပရီးမီးယားလိရဲ့ဘရင်တွေကငါတို့ကွာလို့အော်ဟစ်လို့ရနေပြီဖြစ်ပါတယ်။ရာသီစားမှာအာဆနယ်ကိုဟာတားလုပ်ခဲ့ကြသူတွေအခုဆိုရင်အပြင်ထွက်ရင်တော့မှမျက်နှာဖုံးဆွပြီးတော့ငါအာဆနယ်အကြောင်းဘာမှမပြောခဲ့ဘူးလို့ညင်းရမလို့ဖြစ်နေပါပြီ။အာဒီတာရဲ့မြောက်တက်ကအခုဆိုရင်တော့ကြီးမကုံုံနေမကဘဲနဲ့စက်တနက်နဲ့ကိုပြည့်နေရတာပါ။အရင်ကတော့အာဆနယ်ပွဲရှိရင်ဒီနေ့ရောဘလို့အမားမျိုးနဲ့ရှုံးအောင်မလဲလို့လာချောင်းကြည့်တတ်ကြတဲ့ဆရာကြီးတွေကတော့အခုတော့မြင်ကွင်းကနေပျောက်ချင်းမလားပျောက်ကွယ်သွားကြပါပြီ။ မန်စဖီကို2-1နဲ့နိုင်ပြီးတော့အဖီပလာကွာတာဖိုင်နယ်ကိုတက်သွားတာထက်ပိုကြောက်စရာကောင်းတာကသွင်းကို100တကိုးဆိုတဲ့ကိန်းကနန်းကြီးဖြစ်ပါတယ်။ဒါကဘောလုံးကန်နေတာမဟုတ်တော့ဘဲအဝေးဒိန်းစနစ်နဲ့ဂိုးပေါက်ကိုဖျက်ဆီးနေတာပါ။ဝေဖန်ခဲ့တဲ့သူတွေခင်ဗျာအခုဆိုတော့အာဆနယ်ပွဲရှိတဲ့နေ့ဆိုရင်တီဗီပိတ်ပြီးတော့အစိုးရအိယာဝင်ရတဲ့အဆင့်အထိတောင်မှကြောက်နေကြရှာပြီထင်ပါတယ်။အာဒီတာရဲ့လက်ရှိကစားဟန်ကတကယ်ကိုဟင်းချန်ဒီစာအုပ်လိုပါပဲ။ဘယ်တင်းနဲ့တွေ့တွေ့အဲ့ဒီအသင်းကိုဘယ်လိုလှီးရမလဲဘယ်လိုကြော်စားရမလဲဆိုတာကိုအပိုင်တွက်ထားသလိုပါပဲ။အရင်ကတော့အာဆနယ်ကစားပုံကမီချစ်ဆန်လောက်ပဲရှိတာပါ။မိသားဖို့တော်လေးချစ်ယူရပါတယ်အခုတော့မဟုတ်တော့ပါဘူးသူတို့တိုက်စစ်ကမိသက်ကားတွေကိုဓာတ်စီထည့်ပြီးတော့မီးလောင်ပြင်းနဲ့မောင်းဝင်သွားတဲ့လိုမျိုးကြောက်စရာကြီးဖြစ်နေတာပါအာဆနယ်ကဘောလုံးကိုဂိုးရဲမသွင်းမနဲ့ကွင်းပတ်ကစားနေတာနဲ့ပွဲပြီးသွားမှာပါလို့ပြောခဲ့ကြသူတွေအခုတော့သူတို့ပြောတဲ့ကွင်းပတ်ကစားခြင်းကနေဂိုးတွေ100ကျော်ထွက်လာတာမြင်တော့ဒါတော့ဂိုးသမားတွေညံ့လို့ပါဆိုပြီးတော့မျက်နှာပြောင်တိုင်နေကြဆဲပါပဲဒါမဲ့သူတို့မှလည်းရင်ထဲမှာတော့ကြောက်ခဲကြနေတယ်လို့မျိုးခံစားနေကြမှာအသေးချပါပဲပြိုင်ဘက်တင်းရဲ့နောက်ခံလူတွေဆိုရင်အာဆနယ်နဲ့ကစားတော့မယ်ဆိုရင်အိမ်ကမိသားစုကိုနှုတ်ဆက်စာတောင်ကြိုရေးထားတော့မလို့ဖြစ်နေပါပြီ။ဘာကြောင့်လဲဆိုတော့အာဆနယ်ကစားသမားတွေကိုကြည့်ပြီးတော့တဲကားကြည့်နေရတယ်လို့မျိုးကြောချန်နေကြရလို့ဖြစ်ပါတယ်။စာကာကဘောလုံးရပြီဆိုရင်ခံစင်မှုတွေကအကိုကြီးကိုကိုအရန်ပြင်းပြင်းမကန်ပါနဲ့ကျွန်တော်မျက်နှာကိုတော့ရှောင်ပေးပါလို့တောင်းပန်တိုးရှိုးရမယ်ကိန်းစိုက်နေပါပြီ။အရင်ကအာဆနယ်လားအေးဆေးပါလို့ပြောခဲ့ကြတဲ့ခံစင်မှုတွေအခုဆိုတော့အာဆနယ်တိုက်စစ်မှုတွေရှေ့ရောက်လာရင်ခြေပြားလက်ဖျားတွေအေးဆက်ပြီးတော့ဒိုင်လူကြီးပွဲမြင်မြန်လေးအဆုံးသတ်ပေးပါတော့လို့တောင်းဆိုနေရတဲ့အဆင့်အထိဖြစ်နေကြတော့မယ်ထင်ပါရီအာဆနယ်ကရာသီကုန်မ2လလိုမှရင်ဂိုးတစ်ထောင်ကျော်သွင်းထားတယ်ဆိုတာအံ့ဩစရာပါဒါကဘောလုံးကန်တာထက်ဆက်တနက်နဲ့ပြည့်နေတာနဲ့ပိုတူပါရီအခုဆိုရင်တခြားအသင်းတွေကအာဆနယ်နဲ့မတွေ့ပါစေနဲ့လို့နေတိုင်းဆူတောင်းနေကြလောက်ပါပြီသူတို့အတွက်အာဆနယ်နဲ့ကစားရတာကမုံတိုင်းထဲကိုလှင်ငယ်လေးနဲ့ဝင်သွားသလိုမျိုးပါပဲမုံတိုင်းကဘယ်ချိန်မှာကိုယ့်ကိုဝါမျိုးသွားမလဲဆိုတာမသိနိုင်တဲ့အတွက်ကြောက်လန့်တုန်လှုပ်နေကြရတာဖြစ်ပါတယ်ဝေဖန်ခဲ့တဲ့ဆရာကြီးတွေအခုဆိုရင်အပြင်ထွက်ရင်တောင်အာဆနယ်ဆိုတဲ့စကလုံးတန်ကြားရင်လန့်ဖြန့်သွားတတ်ကြပါတယ်။သူတို့ရဲ့အိမ်ရှိမှာအမြောက်ကြီးတစ်လက်နဲ့သွားချိန်ထားတဲ့လိုမျိုးကိုခံစားနေကြရတာဖြစ်ပါတယ်။ဂျုံငုံသုံးသပ်ရမယ်ဆိုရင်တော့အာဆနယ်ရဲ့မုံတိုင်းကအခုဆိုရင်အတိုင်းမသိကြောက်စရာကောင်းလာပြီဖြစ်ပါတယ်။ပြိုင်ဘက်တွေကတော့အာဆနယ်နဲ့မတွေ့ဖို့ဆူတောင်းရုံကလွဲလို့တခြားလုံနိုင်တာမရှိတော့ပါဘူး။ဝေဖန်ခဲ့တဲ့သူတွေလည်းအခုဆိုရင်သူတို့ရဲ့ဝေဖန်ချက်တွေကိုပြန်သိမ့်ပြီးတကယ်တော့အာဆနယ်ကငငယ်ကလေးကငါအားပေးခဲ့တဲ့အသင်းမှလို့တောင်မှလေတံပြောင်းနေပြီထင်ပါတယ်။ရှေ့လျှောက်လဲအာဆနယ်ရဲ့မြောက်တန်တွေကလည်းဆက်လက်ကျေလောင်နေအောင်မှာဖြစ်တယ်လို့ပြိုင်ဘက်တွေရဲ့အိမ်မက်ဆိုးတွေကလည်းရာသီကုန်တဲ့အထိရေကြနေအောင်မှာပါဟုတ်တယ်မဟုတ်လားခင်ဗျာအစုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ